မင်ဒီနေ့တရုတ်ရိုးရအစားအစာလားထိုင်းရိုးရအစားအစာလားဆိုတာခုထိအတိအကျမတည်သေးတဲ့ကွစ်တီကိုချက်ပြတ်မှာပဲဖြစ်ပါတယ်ရှင်။ကွစ်တီကိုကဘယ်နိုင်ငံကရောက်လာလဲဆိုတာသိရဆိုလို့ရှိရင်လည်းဖြေပေးကြပါအောင်ရှင်။အဓိကအတက်ဖြစ်တဲ့ဟင်းရည်ကိုစားချက်ပြတ်မှာပဲဖြစ်ပါတယ်ရှင်။အိုးထဲကိုပိုင်းထားတဲ့မုံလာဥဖြူဝတ်သားတုံးကြက်တွန်ဖြူဂျင်းစွန်းမွေးရွက်တရုတ်တကြားခဲမင်ကိုယ်တိုင်ပြုလုပ်ထားတဲ့အမွေးမဆလာထုတ်ထည့်ပြီးတော့ရေနဲ့ကြိုပေးရပါမယ်ရှင်။အမွေးမဆလာထုတ်ကဘယ်လိုပြင်ဆင်ထားလဲဆိုတာတော့မင်ဗီဒီယိုနောက်ဆုံးမှာထည့်ပေးထားပါတယ်ရှင်။မီကြီးကြီးနဲ့ကြိုနေတဲ့အချိန်မှာထွက်လာတဲ့အမြုပ်တွေကိုဖယ်ပေးရပါမယ်ရှင်။အမြုပ်စင်သွားရင်ကင်းမွန်ငံပြာရည်ကိုငါးဆွန်းထည့်ပေးရပါမယ်ရှင်။အယောင်လာပြီးရတာပိုရှိအောင်လို့ပဲငံပြာရည်အကြီးနဲ့ဆွန်းရှာလကရည်တဆွန်းထည့်ပေးရပါမယ်ရှင်။မီကြီးကြီးနဲ့အသားနူးရရဲ့အထိချက်ပြီးရင်ကြိုပြင်ဆင်ထားတဲ့အသားလုံးကြက်တွေခဲကိုထည့်ပေးရပါမယ်ရှင်။အချိုအငံမီးပြီးဆိုတာနဲ့မိမိကြိုက်နှစ်သက်တဲ့အရာတာအတိုင်းစားကြက်တာမုံကိုလိုအပ်တယ်လို့ထည့်လို့ရပါတယ်ရှင်။ဒီလိုနဲ့ပဲကွစ်တီယိုကိုစားကောင်းစေမဲ့ဟင်းရည်ကိုချက်ပြီးသွားပါပြီရှင်။မင်ကတော့အိမ်မှာကွစ်တီယိုကိုအဝစားဖို့ပြင်ဆင်လိုက်ပါပြီရှင်။မင်လိုကွစ်တီယိုကိုစားရတာအရမ်းကြိုက်ပြီးဆိုင်မှာစားရတာကိုအားမရဘူးဆိုလို့ရှိရင်အိမ်မှာစမ်းလုပ်ကြည့်ကြပါရှင်။အိမ်မှာဝတ်သားမရှိဘူးဆိုလို့ရှိရင်လည်းကြက်သားနဲ့ချက်လို့အဆင်ပြေပါတယ်ရှင်။ကွစ်တီယိုမှာတကယ်သုံးတဲ့ခောက်ဆွဲဖက်ကိုမင်ကရှာဝယ်မရလို့စမ်းစည်းနဲ့ချက်ထားပါတယ်ရှင်။ကွစ်တီယိုဟင်းရည်ထဲကိုထည့်ချက်ထားတဲ့မုံလာဥဖြူဆိုလို့ရှိရင်နူးဤပြီးတော့ဝါလိုက်တဲ့အချိန်မှာအရေရွှွှမ်းလေးနဲ့တော်တော်လေးကိုအရတာရှိပါတယ်ရှင်။ဟင်းရည်ချက်တဲ့အချိန်မှာမင်ထည့်လိုက်တဲ့အမွေးမဆလာထုတ်ထဲမှာပါတာကတော့တစ်ကြပိုးခေါက်နနက်ပွင့်6ကော့လုံးနနန်ပင်ရဲ့အမြင့်ငရုတ်ကောင်းစီတွေပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။